Lord Jesus. Oh Lord Jesus. I love you, Lord. တင်းတော်ဆိုတာပါလေပေါ့နော် What is church is the body of Christ တင်းတော်ဆိုတာပါလေတင်းတော်ဆိုတာခရစ်တော်ရဲ့ကိုယ်ခန္ဓာတော်ဖြစ်ကြောင်းပေါ့နော်ကျွန်တော်ကျမ်းစာနေတကွကျွန်တော်လေ့လာကြည့်အောင်ဒီမှာဆိုရင်တင်းတော်လို့ပြောတဲ့အခါမှာတင်းတော်ရဲ့အကြောင်းကိုကျွန်တော်ရှေ့ဆိုကြည့်မယ်ပေါ့နော်တင်းတော်ကပါလေအဖက်3အဖက်ခိုင်း3အငယ်30မှာဆိုအပြည့်အကြောင်းလေးဟူမူကားကောင်းကင်ဆိုင်ရာများ၌ဆူရတော်သူများနဲ့အာနာဆက်တုဒီဖျားသခင်အထူးထူးအပြားပြားသောပညာတော်ကိုတင်းတော်အဖြစ်တည်ရမည်အကြောင်းတည်လို့ပြောတယ်ပေါ့နော်စัจ java လာမှာရှိတဲ့အရာခတ်သိမ်းကောင်းကင်မှာရှိတဲ့အရာတွေအမြေကြီးမှာရှိတဲ့အရာတွေအာနာဆက်အားလုံးမှန်သမျှကအတင်းတော်အဖြစ်တည်ရတယ်လို့ပြောတယ်ပေါ့နော်ဆိုတော့အတင်းတော်ဆိုတာဘာလဲကျွန်တော်တစ်ချက်ကြည့်အောင်တင်းတော်ကအဖက်1 22 23မှာဆိုခြေပွားတော်အောက်တို့အလုံးစုံတို့ကိုချထားတဲ့ပြတင်းတော်တို့ကိုအလုံးစုံရဲ့ချုပ်ချဦးကောင်းဖြစ်စေတော်မူ၏ထိုတင်းတော်ကအလုံးစုံတို့ကိုအလုံးစုံတို့နဲ့ပြည့်စုံစေတော်မူလို့တီးဟိုတော့ကိုတို့ဤကုခန္ဓာတော်ဖြစ်တည်းဆိုတော့ပြောတဲ့တင်းတော်ဆိုတာခရစ်တော်ရဲ့ခန္ဓာတော်ပေါ့နော် the body of Christ ခရစ်တော်ရဲ့ခန္ဓာတော်လို့ပြောတယ်ဆိုတော့ဒီအတင်းတော်ကိုတို့ကိုအလုံးစုံနဲ့ချုပ်ချစေတော်မူတော့ဦးကောင်းတော်ဖြစ်တည်းလို့ဦးကောင်းတော်ကခရစ်တော်ဖြစ်ပြီးတော့မှခန္ဓာတော်ကအတင်းတော်ဖြစ်ကြောင်းအလုံးစုံတို့နဲ့အလုံးစုံတို့ကိုပြည့်စုံစေတော်မူတော့ကိုတို့ဤကုခန္ဓာတော်ဖြစ်တည်းလို့ပြောတဲ့အဲ့ဒီကုခန္ဓာတော်ကအတင်းတော်ဖြစ်တယ်နော်ဆိုတော့အတင်းတော်ကိုကျွန်တော်ဘာကြောင့်အတင်းတော်လို့ပြောတာလဲကျွန်တော်ထင်မှာဖွဲ့စည်းဒီကိုင်ကနာတွေအများကြီးရှိတယ်တူတော်ညာလည်းပဲဒီအတင်းတော်ရဲ့တမန်တရားအတင်းတော်ရဲ့စစ်မှန်ခြင်းကိုကျွန်တော်တည်တဲ့အခါမှာကျွန်တော်ဒီတကယ်ပဲခရစ်တော်ရဲ့ခန္ဓာတော်နဲ့အတင်းတော်နဲ့စစ်မှန်စွာတက်ရှင်နိုင်တာဖြစ်ပါတယ်စီမံတော်အတင်းတော်နဲ့ကျွန်တော်အမိနာမနိုင်မဟုတ်ပေနဲ့ယုံကြည်တော်သူတွေဖြစ်တဲ့ကျွန်တော်တို့အထင်းနဲ့အတင်းတော်ကိုခရိယာတွေကကျွန်တော်နှီးပေါင်းဆောင်ခဲ့နာမည်နဲ့အများကြီးပြောပြတယ်အနက်အများကြီးဖွင့်ကြတယ်ဒါပေမဲ့စစ်မှန်ခြင်းမှာအဲ့ဒီအတင်းတော်ဆိုတာခရစ်တော်ရဲ့အင်္ဂါဝင်တွေဖြစ်တဲ့ကျွန်တော်တို့အထင်းနိုင်ရှိတယ်အင်္ဂါဝင်ဖြစ်တဲ့ကျွန်တော်တို့အထင်းနိုင်ရှိတယ်ဘာကြောင့်လဲကျွန်တော်ခရစ်တော်ရဲ့ခန္ဓာတော်နဲ့စိတ်အပိုင်းတစ်ခုပဲရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အပတိတစေမှာဆိုလို့ရှိရင်ထိုနှစ်နေသောအရာဟုမူကာလအချိန်စိတ်ဆုံးရဲ့စီမံကိန်းဖို့လုံးကရှိသမျှတို့ကိုခရစ်တော်၌ချုပ်ချစေတော်မူ၏ရာခတင်ကခရစ်တော်၌ချုပ်ချစေတယ်ဘာကြောင့်လဲခရစ်တော်ဒီအတင်းတို့ရဲ့ဦးကောင်းတော်ဖြစ်တော်ကြောင့်ဖြစ်ပါတယ်အတင်းတို့ဒီခရစ်တော်ရဲ့ခန္ဓာတော်ဖြစ်တော်ကြောင့်ဖြစ်တယ်အဖက်45မှာမေတ္တာ၌တမန်တရားကိုကင်ဆွေးသည်ဖြစ်ဦးကောင်းတော်တည်ဟုသောခရစ်တော်အသေးတို့အရာအားလုံး၌ကြီးထွားမိအကြောင်းတည်းခရစ်တော်အသေးတို့ဦးကောင်းတော်တည်ဟုသောခရစ်တော်အသေးတို့ဦးကောင်းတော်ဖြစ်တဲ့ခရစ်တော်အသေးတို့လို့ပြောတယ်ခရစ်တော်ရဲ့အသေး၌လို့ပြောတယ်ကျွန်တော်ခန္ဓာတော်အသေး၌ကျွန်တော်ကအတူတကွကြီးထွားဖို့ဖျားခြင်းလူရှိတယ်ဆိုတော့ကျွန်တော်မြင်ရတယ်ပေါ့နော်နောက်တစ်ခုကF9 23မှာဆိုလို့ရှိရင်အကြောင်းမူကားခရစ်တော်ဒီအတင်းတော်ဦးကောင်းတော်ဖြစ်တဲ့ကဲ့သို့ခင်ပွန်းဒီမိမိဇနီးဦးကောင်းဖြစ်တည်းကိုတော်ကိုတိုင်ဒီလေကိုခန္ဓာတော်ဤကေတင်ရှင်ဖြစ်တော်ခရစ်တော်ကတင်းတော်ရဲ့ဦးကောင်းဖြစ်တယ်လို့အဲ့ဒါပထမပိုင်းမှာပါတယ်ပေါ့နော်ဆိုခင်ပွန်းကလည်းဇနီးရဲ့ဦးကောင်းဖြစ်တယ်ဆိုတာဖြစ်တယ်ပေါ့ဆိုအရာခတ်သိရဲ့ကေတင်ရှင်ကကိုခန္ဓာတော်တီးဖူတော့အတင်းတော်ကိုကေတင်တဲ့ဦးကောင်းတော်တီးလို့ခရစ်တော်ခါတာဒီအရာတွေကိုကေတင်ပေးဆိုမြင်ရတယ်ဒီနေ့ကျွန်တော်တို့ကအတင်းတော်ဦးကောင်းတော်လို့ပြောတဲ့အခါမှာဒီအတင်းတော်ကခရစ်တော်ရဲ့ခန္ဓာတော်ဖြစ်တယ်ပေါ့နော်ကိုလိုတေ18မှာဆိုကိုတော်ဒီအတင်းတော်တီးဟိုတော့ကိုတော်ဤဦးကောင်းတော်ဖြစ်တော်မူ၏ကိုတော်ကိုတိုင်ဒီအရာရာ၌ပရမတ်နေရာရှိစေခြင်းကမူလအစဖြစ်တေတော်သူတို့တွေတာဦးဖြစ်တော်မူ၏ကိုတော်ဒီအတင်းတော်တီးဟိုတော့ကိုတော်ဤဦးကောင်းတော်ဖြစ်တည်းပြောတယ်အတင်းတော်ရဲ့ဦးကောင်းတော်ကခရစ်တော်ဖြစ်တယ်အဲဒါကြောင့်ဆောနာပြောတဲ့အတင်းတော်ဆိုခရစ်တော်ရဲ့ခန္ဓာတော်ဆိုအဲဒါကြောင့်ပြောတယ်ပေါ့နော်ဆိုကိုတော်ကအတင်းတော်ရဲ့ဦးကောင်းတော်ဖြစ်တယ်ပေါ့နော်ဆိုရင်ကျွန်တော်ပြောနေတဲ့အကြောင်းအရာတွေကကျွန်တော်မှာဟတ်ဆက်မှုရှိလားတမန်တရားနဲ့ကိုင်ညီမှုရှိလားကျွန်တော်စဉ်းစားဖို့ဖြစ်ပါတယ်တစ်ကော7မှာဆိုလို့ရှိရင်ခရစ်တော်ဒီယောက်ျားတို့ဦးကောင်းဖြစ်တဲ့ကဲ့သို့ဖြစ်ဒီကို၎င်းယောက်ျားဒီမိန်းမဦးကောင်းဖြစ်တော်မူဒီကို၎င်းဘုရားသခင်ခရစ်တော်ဦးကောင်းဖြစ်တော်မူဒီကို၎င်းတင်တို့တည်စေခြင်းကအလိုရှိတယ်လို့ပြောတယ်ဒီဦးကောင်းအရာကဒီနေ့ကျွန်တော်တို့ဦးကောင်းတော်တည်ဟူတော့ခရစ်တော်ကအတင်းတော်ရဲ့ဦးကောင်းဖြစ်ပြီးတော့မှကျွန်တော်တို့တွေကခရစ်တော်ရဲ့ဦးကောင်းရဲ့ချုပ်ချမှုအောက်၌ရှိတဲ့ခန္ဓာတော်တွေဖြစ်တယ်ခန္ဓာတော်အင်္ဂါဝင်တွေဖြစ်တယ်ပေါ့နော်ခန္ဓာတော်မှာကျွန်တော်မှာအင်္ဂါစိတ်ပိုင်းများစွာရှိတဲ့ကဲ့သို့ယနေ့ထို့အတူပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒါဦးကောင်းတော်ပေါ့နော်ဆိုခန္ဓာတော်ပိုင်းမှာကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်အဖက်၄စနစ်မှာတန်ရှင်းသူတို့ဒီအမှုတော်ဤအလုတ်ကိုလှုပ်ဆောင်ခြင်းက၎င်းခရစ်တော်ရဲ့ကုခန္ဓာကိုတည်စေခြင်းက၎င်းစုံလင်ခြင်းရှိရမည်အကြောင်းဒီခရစ်တော်ရဲ့ကုခန္ဓာတော်ကိုတည်ဆောက်ခြင်းက၎င်းကျွန်တော်ခရစ်တော်ရဲ့ကုခန္ဓာတော်ပြောတဲ့ဒီအတင်းတော်ကိုတည်ဆောက်ဖို့လို့ဖခင်သခင်ကတန်ရှင်းသူတွေကိုအလိုရှိတယ်အဲဒါကြောင့်ကျွန်တော်တို့တည်ဆောက်ရမှာကအတင်းတော်ဖြစ်တဲ့ခရစ်တော်ရဲ့ခန္ဓာတော်ကိုကျွန်တော်တည်ဆောက်ရမယ်ပေါ့နော်ယောမစနစ်9မှာဆိုလို့ရှိရင်ဗာပြောထားလဲယောမစနစ်9မှာကလည်းဒီခန္ဓာတော်နဲ့ဖြစ်တယ်ပေါ့နော်အများဖြစ်သောငါတို့ဒီခရစ်တော်၌ခန္ဓာတော်တကူတီးဖြစ်အတီးတီးအင်္ဂါချင်းများဖြစ်တာဦးကောင်းတော်တီးတော်ခရစ်တော်နဲ့ကျွန်တော်ခန္ဓာတော်တီးဖြစ်တဲ့အင်္ဂါဝန်အတီးတီးဖြစ်တဲ့ကျွန်တော်အတန့်ရှင်းသူတွေကအင်္ဂါတော်ဝင်နေဖြစ်တယ်ပေါ့ဆိုရင်ကျွန်တော်တို့ကအတင်းတော်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အထင်း၌ရှုပ်ထွေးမှုတွေများစွာရှိလိမ့်မယ်ခရိယန်လောကများစွာသောဖွင့်ပြခြင်းတွေအနက်ပြန်ခြင်းတွေရှိနိုင်တယ်ဒါပေမဲ့ဒီနေ့တမန်တရားရအတင်းတော်ကခရစ်တော်ရဲ့ခန္ဓာတော်ဖြစ်တယ်ဦးကောင်းတော်ကခရစ်တော်ဖြစ်ပြီးတော့မှခန္ဓာတော်ကအတင်းတော်ဖြစ်တယ်ဒီအရာကိုပြောပြခြင်းလို့ဒီနေ့ကျွန်တော်တို့နဲ့တူလေ့လာတာဖြစ်တယ်ပေါ့နော်ဆိုတော့ခရစ်တော်ဒီအတင်းတော်ဆိုတာကခရစ်တော်ရဲ့ခန္ဓာတော်ဖြစ်ပြီးတော့မှကျွန်တော်တို့တွေကဒီခန္ဓာတော်ရဲ့အင်္ဂါဝစိတ်ပိုင်းတစ်ခုတွေပဲဖြစ်တယ်ဖျားခေါ်ထုတ်ခြင်းခံရတဲ့အကြောင်းထဲမှာအကြောင်းတရားထဲမှာကျွန်တော်တို့တွေလည်းပဲ
ဒီခရစ်တော်ရဲ့ခန္ဓာတော်ကိုတိဆောက်ဖို့လို့ငါဘုရားကအလိုရှိတာဗျာအတင်းတော်ကိုဒီနေ့ကျွန်တော်တိဆောက်လို့မရအောင်ဘာကြောင့်ပြောရလဲဆိုလို့ရှိရင်မဿဲ16 18 19ကနေစပြီးတော့ပေါ့နော်တင်ကပေတရုဖြစ်တယ်ဤကြောက်ပေါ်မှာငါအတင်းတော်ငါတိဆောက်မယ်လို့ပြောဒီအတင်းတော်ကဘုရားကိုယ်တော်တိုင်းပဲတိဆောက်ပေချင်းကတိဆောက်ခဲ့သူလောက်ကတိုင်မှာအသေးခံရှင်ပြန်ထမြောက်ပြီးတဲ့နောက်ပိုင်းမှာဒီအတင်းတော်ကပင်တေကုတ်တင်းနေမှာစပြီးတော့မှအခြေတည်လာတာဖြစ်ပါတယ်ဆိုတော့ဒီအတင်းတော်ဆိုတာကကျွန်တော်တို့တိဆောက်နေတဲ့ဒီအပြင်ပိုင်းဆိုင်ရာမဟုတ်ဘူးလေကျွန်တော်အတွင်းပိုင်းနဲ့ကျွန်တော်စိတ်နှလုံးသားထဲနဲ့ဘုရားကသူကိုယ်တော်တိုင်ကိုထိပ်ပြီးတော့သူကိုယ်တော်တိုင်ရှင်တန်ကြီးထွားခြင်းကဘုရားအတင်းတော်တိဆောက်ခြင်းဖြစ်တယ်ကျွန်တော်တို့ကိုယ်တိုင်ဖျားနိုင်မွေ့လျော်ဝမ်းမြောက်တွေ့ကြုံခံစားမွေ့လျော်ဝမ်းမြောက်ပြီးတော့မှကျွန်တော်ထင်ရှားလိုက်တဲ့အကြောင်းအရာကအတင်းတော်ကိုတိဆောက်ခြင်းဖြစ်တယ်ကျွန်တော်တို့အပြင်ပိုင်းရအဆောက်အုံတွေကြီးကျယ်ခမ်းနားလိုက်မယ်ကျွန်တော်တို့မှာ music တူရီယာတွေအများကြီးရှိနေမယ်ဒါပေမဲ့ဒီအကြောင်းအရာတွေအပြင်ပိုင်းတက်ဖြစ်တယ်ဒါကအဆောက်အုံတစ်ခုပဲဖြစ်ပါတယ်ဒီຢာကအတင်းတော်မဟုတ်ပါဘူးယနေ့ကျွန်တော်တို့စိတ်နှလုံးသားထဲ၌ဖျားကိုနေရာပေးပြီးတော့မှကျွန်တော်တွေ့ကြုံခံစားတဲ့အကြောင်းအရာကိုမွေ့လျော်ဝမ်းမြောက်ပြီးတော့မှထင်ရှားတဲ့အကြောင်းအရာဒါလည်းအတင်းတော်ဖြစ်တာပဲဘာကြောင့်လဲအတင်းတော်ဆိုတာခရစ်တော်ရဲ့ခန္ဓာတော်ဖြစ်တယ်ကျွန်တော်ကနာမည်ပေးပြီးတော့မှနာမည်တက်ပြီးတော့မှပြောစရာအကြောင်းမရှိဘူးเนาะကျွန်တော်ကနာမည်တက်လိုက်တဲ့အခါမှာခရစ်တော်ရဲ့ခန္ဓာတော်ကကျွန်တော်ကိုပြသွားတယ်ပေါ့နော်လူတဦးကသူ့ရဲ့နာမည်နဲ့အတူသူ့ရဲ့ခေါင်းကလည်းကိုယ်နဲ့တစ်ဆက်တည်းဖြစ်တယ်သူတယောက်သူ့ရဲ့ဦးခေါင်းကဦးဆောင်နေတဲ့အကြောင်းအရာကိုနာမည်တက်ပေးလိုက်လို့ရှင်သူ့ကိုကိုပြလိုက်ခြင်းဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ကအတင်းတော်မှာနာမည်မရှိဘဲနဲ့အတင်းတော်ဆိုတာပါလေခရစ်တော်ရဲ့ခန္ဓာတော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဒီအတင်းတော်နဲ့ပတ်သက်ပြီးတော့မှနိမတန်နဲ့ဆိုင်လုံးပါတယ်ယနေ့ကျွန်တော်တို့ဒီအတင်းတော်ဆိုတဲ့အကြောင်းအရာလေးကိုပဲကျွန်တော်ပြောနေခြင်းဖြစ်ပါတယ်ဒီအကြောင်းအရာကခရစ်တော်ရဲ့ခန္ဓာတော်ဘာကြောင့်လဲခုနပြောတဲ့တန်းချက်တွေမှာဦးခေါင်းတော်ဖြစ်တယ်ခန္ဓာတော်ဖြစ်တယ်အလုံးစုံလုံးနဲ့ပြည့်စုံစေတော့မလို့ခရစ်တော်ရဲ့ကိုယ်ဖြစ်တယ်လို့ပြောတဲ့အတွက်ကြောင့်အတင်းတော်ဆိုတာခရစ်တော်ရဲ့ခန္ဓာတော်ဖြစ်ပါတယ်ကျွန်တော်တို့ပြောနေတဲ့အဖွဲ့အစည်းနာမည်တွေမဟုတ်ပါဘူးဆိုတော့ကျွန်တော်မြင်စေ